အားလုံးပဲမင်္ဂလာပါမထက်ကတော့ဒီ YouTube ကွန်းဖက်ရှင်ရဲ့ဆိုင်တာမထက်ပါပေါ့နော်မထက်ကဒီနေ့မှာအခုကရာသီဥတုကလည်းအေးတယ်ဆိုတော့ပေါ့နော်မထက်ဒီခူဒီချုပ်ဒီလေးပေါ့နော်ဒီအင်ကြီးခေါင်းစဉ်ကြီးလက်ရှည်လေးပေါ့ကွယ်အလွယ်ပြောရရင်တော့အဲ့ဒါလေးချုပ်နေလေးကိုမထက်တင်ပေးမယ်နော်ဒါလေးကအရန်လွယ်လွယ်ကူကူလေးပဲချုပ်ကြတယ်မနက်ကပတ်တန်ကိုအပီးစီးတင်ပေးမယ်ပေါ့နော်ပြီးသွားရင်ချုပ်နီးကိုပြောပြပေးမယ်ချုပ်တာတော့မချုပ်ပြတော့ဘူးပေါ့နော်ဘာလို့ဆိုတော့မနေ့ကမထက်ကရှိတဲ့ပိတ်စာလေးချုပ်လိုက်ပြီဆိုတော့လေဒီအင်ကြီးလေးကဒါလေးဆိုရင်ပိတ်စာတကိုက်တောင်မှတိတ်ပြီးတော့မပြေးချင်ဘူးပေါ့နော်ဒါလေးကဆွဲသားလေးဆွဲသားကိုမှမထက်ကဒါခါရကိုနဲ့ fit ဖြစ်တဲ့ site ကလေးပေါ့နော်အရင်မကြည့်ဘူးပွားမဟုတ်ဘူးဒီတိုင်းဟိုမနှက်ခင်ပြေးတာတွေပါလေဆိုရင်အရင်ပွားရင်းနဲ့ဆိုရင်မကြိုက်တဲ့လူတွေအတွက်ပေါ့နော်ဒါလေးကဆွဲသားလေးကို fit ပတ်တန်လေးနဲ့တုံးထားတယ်တကယ်မို့ကိုမှရှိတဲ့ပိတ်စာဒီလိုမျိုးအကွက်တွေပါတယ်နဲ့ချုပ်မယ်ဆိုရင်လည်းထည့်ပါရမယ်ပုံသင်နည်းလေးကိုမထပ်ပြောပြမယ်နော်အခုတော့မထပ်ဒီပုံလေးသင်ပေးမယ်အားလုံးပဲမထပ်နဲ့တူတူလိုက်ကြည့်ကြပါပြီးသွားရင်ကိုယ်မှာကိုအားတဲ့ချိန်မှာပြန်ပြီးလေ့လာလို့ရအောင်လို့မထက်ကတင်ပေးခြင်းဖြစ်ပါတယ်နော်โอเคအဲ့ဒါဆိုမထက်တို့စလိုက်ကြမယ်နော်အရင်ဆုံးမထက်တို့ဒီထိတ်မှာပေါ့နော်ဘာယူမလဲဆိုတော့ပခုံးမြင့်တမြင့်တာပေးပါနော်ဒီမှာပခုံးမြင့်တမြင့်ကအနည်းဆုံးတော့8စီယံယူတယ်ပေါ့နော်ဒါမထက်ရဲ့နီးပေါ့နော်8စီယံယူမယ်ပြီးသွားရင်ကုတ်သူ့ရဲ့ဒါမထအခုဆွဲတဲ့ပတ်တန်ဆိုရင် side m เนาะ side m ကရင်84ဟုတ်လားပြီးသွားရင်ဒါသူ့ရင်နဲ့ပဲတုံးမှာပေါ့เนาะပြီးရင်တကယ်မို့ကိုကပိတ်စာဒီလိုမျိုးဆွဲသားမဟုတ်ဘဲနဲ့ကော်တွန်တွေပါနဲ့ချုပ်မယ်ဆိုရင်အပေါင်း8เนาะပြီးသွားရင်အပေါင်း12ကိုကြိုက်တဲ့လောက်ပေါင်းလို့ရတယ်เนาะဒီထဲမှာဒါပေမဲ့အခုကမထက်ကဆွဲသားဆိုတော့သူ့ဆွဲသားကိုမှဟို original မဟုတ်ဘဲနဲ့သူ့ကိုနည်းနည်း fit ဖြစ်တာလေးသုံးနေတာဖြစ်တဲ့အတွက်84ကိုမှအနှောင်းနဲ့တသမ5နှုတ်လိုက်မယ်နော်။ဘာလို့ဆိုတော့ဒီအရင်ပွားတာမဟုတ်ဘူး fit ဖြစ်တဲ့အနေအထားလေးဝှေ့ချင်တာဖြစ်လို့နော်။ပြီးရင်မထတို့စရင်ဆွဲတော့မယ်ဆိုရင်အမြဲတမ်းဂုတ်ခါစရင်မမဟုတ်ဘောနော် ready made တော်တော်များများဆိုရင်ဒါမထက်ရဲ့ကိုတကွေတကာရကိုပိုင်သုံးတဲ့နည်းဆိုလို့ရှိရင်ဂုတ်ခါကို38နဲ့ဆွဲတယ်ပေါ့နော်ဂုတ်ခါ38ဆွဲမယ်ဆိုရင်အခုမထက်ရှေ့ချာစဆွဲမှာဆိုတော့လေချက်ကို33ဆွဲမယ်ရှေ့လေချက်ပေါ့နော်ဒါ time frame နဲ့ဆွဲတာဆိုတော့ time frame นี่မှာရှေ့ချာစဆွဲတာလေနော်အဲ့တော့မထက်ကအခုရှေ့ချာကိုဒီမှာ33လေးဆွဲလိုက်မယ်33ဆွဲမယ်ဆွဲဝါလို့ရှိရင်တို့တော့ဝါလိုက်နော်16ခွဲဒါလေးကိုဖြစ်နိုင်လို့ဟိုကိုအားရဲဆိုရင်လိုက်ချုပ်စီနေတယ်ပေါ့နော်ဘာလို့ဆိုမထက်ကဒီ body frame ဆွဲနည်းတွေအစားစေတနာထားပြီးတင်နေတာဖြစ်တော့လိုက်ပြီးတော့လှုပ်စီချင်ပါတယ်ပြီးသွားရင်ရင်နဲ့ပခုံးနဲ့ကိုပြန်ပြီးတော့တဝါဝတ်မယ်နော်မထက်တင်နာမှာလည်းမထက်က body frame ဆွဲတာကိုအပတ်တိုင်းဆွဲခိုင်းပါတယ်ခုမှဆွဲပြီးသားနဲ့ပြန်ပြီးတုံးတာတွေပါတယ်မထက်တိတ်ပြီးတော့ပေးမလို့ပေါ့နော်ပြီးသွားရင် side in ကိုမထက်ပခုံး39ခွန်နဲ့ဆွဲမယ်18ခွဲနော်ပြီးရင်ဒီဘော်လေးကိုနှစ်တက်မယ်ဒါကကိုအလေးအကျင့်တစ်ခုရနေအောင်လို့ body frame ဆွဲတာလေးကိုသင်ပေးတယ်ဆိုတာလေအမြဲတမ်းကိုကဘာလို့ဒီဟာလေးကိုဆွဲနေတယ်ဆိုရင်အလေးအကျင့်လေးတစ်ခုဖြစ်တာပေါ့ဘယ်ကိုတိုင်းမလက်လာစိတ်ညစ်စရာမလိုတော့သူ့ရဲ့ခန္ဓာကိုယ်အရှိတိုင်းကိုကဆွဲရတာဖြစ်လို့လေနော်ဒီမှာ6ဒီမှာနဲ့ပြီးသွားရင်81တသမ5ကိုမထက်လေးနဲ့စားလိုက်မယ်နော်ဒါမထက်စားထားပြီးသားပုံနေနည်းကနန်းရာနာလေးကိုထည့်လိုက်မယ်နော်
မထတို့ဆွဲသားတွေချုပ်တဲ့အခါမှာတကယ်မို့ကိုကဒီဟာကိုဒီလိုမျိုးခါအရှိမဟုတ်ပဲနဲ့ခတိုလေးပေါ့နော်ဒီခတိုလေး crop အတိုလေးချုပ်မှဆိုရင်လေဒီရင်အောက်1စီယံ2စီယံလောက်ကနေဖြတ်ပြီးတော့အတိုလေးချုပ်လေးရတယ်ဒါပေမဲ့မထကအခုကအရှိလေးဆိုတော့အရှိလေးပတ်တန်နဲ့ပဲသွားလိုက်မယ်နော်ဒါဆိုရင်81.5ရတဲ့အဖြေပေါ့နော်ပြီးသွားရင်ရှေ့ရင်ကျယ်လေးထည့်မယ်ရှေ့ရင်ကျယ်လေးက33လေးထည့်မယ်ပြီးသွားရင်မှာအခုံးလေးဝိုက်ပေးမယ်ပေါ့နော်ဒါကိုဗီဒီယိုပိုင်းနှစ်ပိုင်းခွဲတင်ပေးမယ်နော် body frame ဆွဲတာတစ်ပိုင်းဒီကောင်းဆွဲတာတစ်ပိုင်းတင်မယ်နော်ဒါရှေ့ချမ်းပြီးသွားပြီဆိုရင်မထတို့နောက်ချမ်းလာနောက်ချမ်းဆိုလို့ရှိရင်အမြဲတမ်းနောက်ချမ်းရဲ့ပုံနေနောက်ချမ်းရဲ့38ကိုကိုကလိုချင်တာဖြစ်တဲ့အတွက်1ကိုခါမြင်မှာထားမယ်နော်1ကိုခါမြင်မှာထားမယ်ပြီးရင်38နေရာမှာတမတ်မှတ်ဒီမှာ38သလား38နေရာမှာတမတ်မှတ်ပြီးသွားရင်ရှေ့မှာလိုပဲပခုံး18ခွဲလေးထည့်မယ်ပြီးသွားရင်ထဲကို6ခွဲဝင်မယ်ပြီးရင်အပေါ်ကို2တက်မယ်ပြီးရင်ဒီမှာအစင်းက1.5အစင်းမယ်ဒီပတန်လေးကိုလိုက်ဆွဲတိုက်ရင်ကိုအင်ဂျီတစ်ထည်ပေါင်းချုပ်လို့ရပါတယ်နော်စေတနာနဲ့တင်ပေးခြင်းဖြစ်ပါတယ်ပြီးသွားရင်တမပေါ့နော်ဒါဆိုရင်ရှေ့ကြနောက်ချမ်းပြီးရှေ့ကြနောက်ချမ်းပြီးဆိုလို့ရှိရင်ရှေ့ကြနောက်ချမ်းကြောကြံနေလို့ထည့်မယ်နော်ဆက်ပြီးရှေ့နေကိုခောက်လိုက်မယ်တွေ့ရတာမသိဘူးနော်နောက်ချမ်းကြောကြံရင်းလေးက16 14ပေါ့နော်16ခွဲမဟုတ်14ထည့်မယ်ရော့14မဟုတ်ပါဘူး sorry နော်16ထည့်မယ်ပြောတာ16လေးထည့်မယ်ပြီးသွားရင်ဒီမှာလာဝိုက်မယ်နော်ပြီးသွားလို့ရှိရင်ဒီမှာတကယ်မို့ကိုတိုင်းနဲ့ချုပ်မယ်ဆိုတော့ဒါကိုတိုင်းပေးတဲ့လူရဲ့ကြောကြရင်စက်ထည့်ရမှာပေါ့နော်ဒါပြီးသွားရင်ဒါအင်ဂျီရဲ့ရှေ့ချမ်းနောက်ချမ်းလေးရပါပြီပြီးသွားလို့ရှိရင်လေမင်းလေးဖောက်မယ်နော်လေမင်းဖောက်မယ်ဆိုရင်ဒီမှာအရှိကို3နော်ဒီကနေဒီကို3ဝင်မယ်ပြီးရင်ဒီကနေဒီကို3ချမယ်နော်3ဝင်မယ်3ချမယ်ပြီးသွားလို့ရှိရင်ဒီလိုမျိုးလေးဝိုက်မယ်ပေါ့နော်လေမင်းလေးလာဖောက်ဝင်မယ်ပြီးသွားလို့ရှိရင်နောက်ချမ်းမှာလည်းပဲအဲ့လိုမျိုးပဲရှေ့ချမ်းမှာလည်းမထတို့ဒီပခုံးထိတ်ကနေပြီးတော့ဒီကို3ဝင်လာတယ်ဆိုရင်ဒီမှာ3လာမှတ်ပေးရမယ်နော်ပြီးသွားရင်သူ့ရဲ့ဒီမှာနောက်ချမ်းလည်းမကို1ပဲဖောက်မယ်ပြီးသွားရင်ဒီမှာလေမင်းလေးလာဖောက်ပေးမယ်နော်ဒါလေးဖောက်ပြီးဆိုရင်ဒါ original ပတန်လေးရပြီပြီးရင်ကိုဂျိုင်းလေးဆက်လိုက်ပေါ့နော်ဂျိုင်းကကိုယူမဲ့ဂျိုင်းအပေါင်းလေးဂျိုင်းလေးဆက်လိုက်ရင်သုံးလို့ရပါပြီအဲ့ဒါဆိုရင်မထတို့စက်ကူဖြတ်မယ်ပြီးရင်စက်ကူတိတ်နဲ့ကတ်တာလေးတွေအကုန်လုံးပြပြီးတော့မထပြန်ပြပေးမယ်နော်စက်ကူမဖြတ်ခင်မှာမထတို့ဘာလုပ်ထားရမလဲဆိုတော့အရင်ဆုံးဒီမှာအရှည်တားရမယ်ပေါ့နော်အရှည်ကကိုယူမဲ့အရှည်ကဒါဒီမှာ39ပဲထား39ရတယ်ဆိုရင်မထကအင်ဂျီအရှည်က42ယူမှာဒါခပတ်မပါသေးတဲ့အရှည်42เนาะ42အရှည်မြင်းဖြောင်းတစ်ကြောင်ဆွဲချလိုက်ပါနော်ဒါဘယ်အထိလဲဆိုလို့ရှိရင်ဒီမြင်းအထိပေါ့နော်ဒီမှာမနေ့ချုပ်တာဒါတော့မစားသေးဒီအထိဒီရဲ့အောက်ကအပြားကိုက9စီရယူမယ်
အဲ့တော့ခါကြတော့ဒါကကိုအရှိနော်ဒီနေ့ကိုအရှိပြီးသွားလို့ရှိရင်အောက်မှာနောက်ထပ်9စီယံတပြားဒီ9စီယံတပြားကိုကြတော့တကယ်မို့ကိုကဒီအနေမဟုတ်ပဲနဲ့ဒီလိုအနေချုပ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ခပတ်ပြားကိုအောက်ကိုလေအောက်ကိုဘယ်လောက်ချမလဲဆိုတော့9စီယံချမယ်ဒီမှာနော်9စီယံချပြီးတော့ရင်ဒါပေမဲ့သူ့ဆွဲသားဆိုလို့ရှိရင်အထက်ကိုနှစ်ခွဲဝင်ပြရမယ်နော်နှစ်ခွဲဒါခပတ်ဒါမဆိုင်တော့ဘူးပေါ့နော်တကယ်မို့ဆွဲသားဆိုရင်ဆွဲသားမဟုတ်ဝင်နေဒီလိုမျိုးကော့တွန်နေပါလေဆိုရင်တော့လည်းအပြည့်ယူပေးလို့ရတယ်။မဆွဲသားဆိုတော့သူကဒီမှာအောက်နားလေးမှာနည်းနည်းစွတ်ကြုတ်ကလေးဖြစ်အောင်လို့ပေါ့နော်။ဒီမှာတလား။ဒီလိုလေးဖြစ်အောင်လို့ဒီလိုလေးစွတ်ကြုတ်ကလေးဖြစ်အောင်လို့သူ့အထဲကိုဒီမှာနှစ်ခွဲဝင်ပေးတယ်။နင်းတစ်သမ9ဝင်ပေးတယ်နော်။အဲ့လိုမဟုတ်ဘူးပိတ်သားနဲ့ယူမှဆိုတော့တဲ့ပဲဒီလိုတက်ယူသွားပြီးတော့ဒီမှာ9စီရင်ဖြတ်လိုက်လို့ရတယ်။နောက်ချန်လည်းအဲ့လိုပဲယူမယ်နော်။ကဲအဲ့ဒါဆိုရင်မထပ်စက်ကိုဖြတ်ပြမယ်။โอเคအဲ့ဒါဆိုရင်မထပ်တို့ကဘယ်လိုသွားမလဲဆိုတော့ဒီရှေ့ချာအဓိကဆိုတော့လေနော်ရှေ့ချာအဓိကဆိုတော့ဒီမှာစက်ကိုဘယ်ကနေလာဆက်မှာလဲဆိုဒီလိုဆက်မှာလားဒီရှေ့လေးကိုနည်းနည်းလေးထောက်ထားမှာနော်ဒီရှေ့လေးကိုနည်းနည်းလေးထောက်ထားပြီးတော့ဒီရှေ့လေးကိုနည်းနည်းလေးထောက်ထားမယ်ထောက်ထားပြီးရင်ဒီတောက်လျှောက်လုံးတိတ်ကတ်လိုက်မှာနော်ဒီလိုမျိုးမတို့စက်ကိုဆက်ပြီးသွားပြီဆိုလို့ရှိရင်အရင်ဆုံးဘာလုပ်ရမလဲဆိုတော့နောက်ချမ်းရဲ့လေဘင်းပေါက်အကျယ်ကိုသွားတိုင်းမယ်နော်ဒီနောက်ချမ်းလေဘင်းပေါက်အကျယ်ကမထတိုင်းနေတာ30ရှိတယ်နော်30ရှိတယ်ဆိုတော့ဒီနောက်ချမ်းလေဘင်းပေါက်အကျယ်ကိုဒီရှေ့ဒီပေါက်တိုင်းလေဘင်းပေါက်နေရနေဒီဘက်ကို30ထုတ်ပဲနော်30ဒီရဲ့ဟာဘယ်လောက်ရှိရမလဲ30ဟုတ်လား30ထုတ်ပေးပြီးသွားရင်ဒီမှာဒီတန်းတန်းလာလိုက်ဒီနန်းနန်းလာလိုက်ပြီးသွားရင်ဒီမှာမြင်ဒီရှေ့နော်ဒီမူလဒီနေရာမပါဘူးမပါဘဲနဲ့ဒီကိုယ့်ရဲ့ဒီရှေ့ကျန်ဆက်ကိုအနာတက်တဲ့သလားဒီအနာတက်ရနေပြီးတော့မှဒီအပေါ်ကိုဘယ်လောက်ထောက်ရမလဲဆိုတော့35နော်35ကဘာလို့ဖို့အဲ့လောက်ထောင်တာလဲဆိုတော့ဒါဒီအုတ်ထုပ်ပေါ့နော်ဒီအုတ်ထုပ်ရဲ့အကျယ်အရှည်က35စီရအရှည်ယူမယ်35စီရအရှည်ယူမယ်အရှည်ယူဝက်အဲ့ဒါကိုမြင်းတစ်ချောင်းထောက်ချလိုက်နော်ထောက်ချပြီးသွားရင်အခုဒီကနေတတိုင်းမှာဘယ်လောက်ရှိလဲ20နော်အဲ့တော့ဒီထိပ်မှာလည်း20လာလိုက်ဟုတ်လားဒီထိပ်မှာ20ဒါကိုဘာလို့မှလဲဆိုတော့20ပေါင်ခတ်လိုက်မယ်ကွာလွယ်လေးတွက်လိုက်ဟုတ်လား20ပေါင်ခတ်လိုက်မယ်20ပေါင်ခတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီပခုံးနော်ခုနက30စီရထုတ်ထားတဲ့ပခုံးရဲ့အပေါ်ကိုနှစ်ခွဲတက်ဒီကနေဒီဟိုကနဲ့တသမ5တက်ပြီးသွားရင်အဲ့ဒါကိုပေခွေးကိုဒီလိုကင်မယ်နော်ပေခွေးလေးကိုဒီလိုအခုံးလေးတော်လားဒီလိုလေးကင်မှာဒါလေးကဒီလိုလေးရရမယ်နော်ဒီလိုလေးရမယ်ဆိုရင်ဒါအုတ်ထုပ်ကလေးဖြစ်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာမထက်ကဘာလောက်မှလဲဆိုတော့ဒီထိတ်တော်လားဒီအတွင်းဘက်ထိတ်ကနေပြီးတော့မှဒီထိတ်ကနေပြီးတော့မှအထဲကို4ခွဲနော်4ခွဲဒီလိုတောင်းနေဆွဲချမယ်ဒီလိုမြင်းလေးတစ်မြင်းဒီမြင်းလေးကဘယ်လောက်ရမလဲဆိုတော့4.5ရမယ်နော်အဲ့ပြီးသွားပြီဆိုတော့မှဒါကိုမထက်တို့ဟိုမှာလာပြီးတော့ဝိုက်မယ်စိတ်အေးလေးနဲ့လေကိုစိတ်ပါလေးလောက်ရင်ဒါလေးတွေကအရင်လွယ်တယ်ဟောနော်လိုလေးဝါလိုက်မယ်ဝါလိုက်သွားတယ်မဟုတ်လားပုံပေါ်လာပြီကောင်းစုပ်ကလေးနော်ဗီဒီယိုကလေမထတက်ရရိုက်ကြတာဖြစ်တော့နည်းနည်းပါးပါးကြည့်လို့စင်လို့ပြင်လဲသိခံပြီးကြည့်ပေးပါအဲ့လိုနဲ့တာရက်ခံပါရနော်ဒီမှာနော်ဒါဆိုရင်အင်ကြီးဒီမှာခေါင်းစုပ်ခေါင်းစုပ်ပြီးသွားရင်ဒီအရှိဒီမြင်းရဲ့
တင်မြင့်ရဲ့အရှိကိုလေးစီရထွက်နော်ဒါဘယ်လောက်ထွက်မှာလဲဆိုတော့လေးအဲ့ဒီလေးစီရနဲ့ဒါလေးနဲ့ဒီလိုလာပြီးတော့မူရင်းလေပင်ပေါက်ကိုလာပြီးတော့ဒီလိုလေးဆက်လိုက်မာပြီးပြည့်စုံတဲ့ခေါင်းစုပ်ကလေးဖြစ်သွားပြီဟုတ်လားမထက်တပည့်တွေကိုစာတင်လို့ရှိရင်သူကမထက်ကိုပြောတယ်ဆရာမစာတင်တာစော့နေတယ်လို့ပဲအဲ့လိုမျိုးပဲမထက်မှန်တော့ပေါ့ပါတင်ပေးတာပေါ့နော်ဒီမှာနော်ဒါလေးကလေးစင်အပြင်တိုင်းနဲ့လာပြီးတော့ဆက်လိုက်တယ်ဆိုရင်ဒါပါဖြစ်သွားတယ်ခေါင်းစုပ်ကလေးဖြစ်သွားပြီဒီခေါင်းစုပ်ကလေးကဒီလိုအိုက်ကလေးကြာအောင်35စီရယူတာပေါ့နော်ပြီးသွားလို့ရှိရင်လက်ကိုဆွဲတာပြပေးမယ်လောလောဆယ်ဒီဟာကိုအရင်ညှက်ထုတ်လိုက်မယ်နော်ဒီမှာအရှိခပ်ဘက်ကိုကြတော့ဟိုဒီမှာပိတ်ခနော်ဒီမှာချုပ်ကြမယ်ဟာဒါကိုလေးစားညှက်လိုက်မယ်အမြောက်ပိုးလုံးလိုက်ဒါရှိရောနောက်ကိုသုံးလို့ရတယ်နော်အဲ့ဒါပြီးသွားလို့ရှိရင်ဒါတွေကပပတ်လေချုပ်စာ1စီရချန်ချုပ်ရင်ရပြီအဲ့တော့ခါကြတော့မထက်ကဒါကိုပိတ်စာကိုတစားစီခွဲလိုက်မယ်နော်စက်ကိုတစားစီညှက်လိုက်မယ်မထတို့ဆက်ချုပ်တဲ့အလုပ်ဆိုတာလေဆွဲလုံးမှရှိမှရတာပေါ့နော်တင်တန်းကိုလည်းတင်တန်းတက်ပြီးဆိုတော့အချိန်ရောငွေရောပေးပြီးတော့တက်ကြတာဖြစ်တဲ့အတွက်တကယ်တမ်းဆက်ချုပ်ပညာကိုဝါသနာပါတဲ့လူတကယ်ရိုးရိုးမမှုတင်ရင်လည်းလူမှတာမထတင်ပေးရတာအားရတယ်ပေါ့နော်အဖော်ရှိမှတင်နေတာမျိုးဆိုမထအဲ့ဒီတင်တန်းသူအားကျုံးမှတိုက်အားမပေးဘူးပေါ့နော်ဘာလို့ဆိုတော့အဖော်နဲ့လာပြီးဖြည့်မြောက်လည်းတက်သွားတာမရှိဘူးပေါ့နော်ဟိုမထလုံခဲ့တဲ့9နှစ်လောက်ကတင်တန်းစားဖွင့်တော့ဆိုအဲ့လိုမျိုးပဲအဲ့တော့ယူတော့မှလည်းဒီဟာရတာပေါ့နော်ကိုယ့်ရဲ့အိတ်နေတဲ့အချိန်မှာတော့မှဘုံနောက်တော့မှအလုံးလုံးနေတယ်ဒီဟာဆက်ချုပ်တဲ့လူတွေကတချို့တော့မသိဘူးပေါ့နော်မထက်ကတော့အဲ့လိုမျိုးပဲမရှိကြမနောက်ချာနော်ရှေ့ကြခပတ်ကိုမဖြတ်ထုတ်ဘူးဒီတိုင်းလေးပဲထထားတယ်နောက်ဆိုရင်ဖြတ်မဟုတ်ရင်ပျောက်မှာဆိုလို့နော်မကပြီးသွားလို့ရှိရင်လက်ဆွဲတာပြပေးမယ်နော်အဲ့လိုလက်ဆွဲလို့ဆိုလို့ရှိရင်လည်းဒီမှာအရင်ဆုံးပခုံးထိတ်နှစ်ခုထိတ်နဲ့အရင်ကတ်လိုက်ပေါ့နော်ထိတ်နဲ့အရင်ကတ်လိုက်ပဲပြီးသွားလို့ရှိရင်ဒီတောက်လျှောက်တွေကိုလည်းထိတ်နဲ့ထိန်းလိုက်မယ်နော်ထိတ်နဲ့ထိန်းဝိုင်းဆိုရင်ဒီထိတ်တက်ရနေပြီးတော့မှဒီမှာကိုယူမဲ့လက်အရှိဆွဲချလက်အရှိက53ပေါ့နော်ကိုယူမဲ့လက်အရှိဆွဲချမယ်ပြီးသွားလို့ရှိရင်ဒီမှာလောက်18ထည့်မယ်အဲ့ဒါပြီးသွားလို့ရှိရင်ဘာလုပ်မှာလဲဆိုတော့ဒီမှာနော်ဒီလောက်ဝနဲ့ဒီဂျိုင်းစက်ကိုလာဆက်လိုက်နော်ပြီးရင်ဒီဘက်လည်းလိုပဲမတော်လားဒီဘက်လက်ထိတ်နေဒီဘက်လောက်ဝနဲ့ဂျိုင်းနဲ့တော့ဆက်ဆက်ပြီးဒီလိုမျိုးရခဲ့မှာနော်ဒီလိုမျိုးရပါခဲ့မယ်ဒီမှာလောက်ဝဒီမှာလက်ထိတ်ပြီးသွားလို့ရှိရင်အမှလေမင်း60ရနော်ရှေ့လေပင်ကို60ရပြီးရင်နောက်လေပင်မှာလည်းပဲ60ရတကယ်မို့ကိုက60ရမထားချင်ဆိုလည်း50ရမထားလဲရတယ်နော်ဒီမှာတော့ဟိုဘက်တစ်မှတ်ဒီမှာတစ်မှတ်မှတ်ပြီးသွားရင်ဒီအဆက်နဲ့အားနဲ့ကိုဒီလိုမျိုးလေးလာဆက်မယ်နော်မထားကတက်အခုံးလေးကြိုင်နေနော်ပြီးတာခုံးလေးလိုချင်တယ်ဒီလိုမျိုးလေးယူမယ်ပြီးရင်ဒီအနောက်မှာလည်းပဲဒီလိုမျိုးလေးယူနော်ယူလိုက်ပွားရင်ဘာလို့မှလဲဆိုတော့ဒါကိုညှက်ထုတ်လိုက်နော်ဒီကနေညှက်မယ်ဒီကနေဒီနှစ်ထိပ်ကနေညှက်မယ်နော်
โอเคဒါဆိုရင်ဒီမှာမထက်လုံးညှက်လုပ်ပြီးပါပြီတလားညှက်လုပ်ပြီးပါပြီဆိုရင်ဒီမှာဒါနဲ့ကိုလာပူးမှာနော်ဒါနဲ့ကိုအရင်ဆုံးဒါစနဲ့တွဲမယ်ဒီမှာအရင်ဆုံးဒါစနဲ့တွဲပြီးသွားပြီဆိုတော့မှဒါရှေ့ချမ်းနော်ရှေ့ချမ်းလက်မှာဒါစနဲ့တွဲပြီးရင်ဒီမှာနောက်ချမ်းဆိုရင်လည်းနောက်ချမ်းကိုဒါစနဲ့တွဲပြီးရင်အလှဖေပေါ့နော်အလှကိုကိုတစ်ချောင်းကြိုက်တစ်ချောင်းနှစ်ချောင်းကြိုက်နှစ်ချောင်းဖေပေါ့ကိုလုံးဒီမှာတွဲပြီးပြီဆိုတော့မှခေါင်းစုပ်ကိုဒီမှာလာတက်မှာနော်ခေါင်းစုပ်ကဘယ်လောက်ဖြစ်ရမှာလဲဆိုတော့သူကအမြောက်နှစ်ဖြတ်ကမယ်ဘာလို့ဆိုတော့သူကနှစ်ချမ်းပြီးရင်ဒီမှာခလဲမှာမှန်ကြည့်ဒါလေးကိုဒါစလိုက်လိုက်ဒါလေးကိုထိတ်ကိုအရင်ဒါစလိုက်မယ်လိုက်ပြီးသွားလို့ရှိရင်ခွင်းဖြစ်သွားမှာခွင်းဖြစ်ပြီးသွားရင်ဒီအရှိမှကျတော့ဒီအရှိမှချုပ်စာနှစ်စင်ခြံနာမယ်ခြံနာပြီးသွားလို့ရှိရင်ခောက်မှာပေါ့နော်ခောက်စာလေးပြီးတော့မှကိုကမထက်ကတော့ဒီနားမှာအပေါက်တစ်ပေါက်ထည့်ထားတယ်ဒါကိုကျိုးလေးပါလေးထည့်ချင်ထည့်ရအောင်အပေါက်တစ်ပေါက်အဲ့ဒါလေးကပြပြီနော်ဒီမှာဒါလိုမျိုးအပေါက်လေးတစ်ပေါက်ထည့်ထားတယ်ကိုမဖောက်တဲ့ဆက်မရှိလဲဘာမှမဖြစ်ဘူးဒါမှမဟုတ်လက်နဲ့ပဲစက်ကူပိတ်စလေးကိုချုပ်ပြီးတော့ညှက်ဖောက်လောက်ထားတာပေါ့နော်ပြီးသွားလို့ရှိရင်ဒီမှာဒါခလဲရိုးတို့လားဒီမှာခလဲအယိုးလေးအဲ့ဒီခလဲအယိုးလေးကိုဒါဆက်လေးလိုက်ပြီးသွားရင်ဂွင်းလုံးဖြစ်သွားပြီဆိုတော့မှဒီမှာအရှိမပွိုင်းဆက်အညီတွက်ချပြီးတော့တက်လိုက်ရပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်နော်မထက်ကဒါလေးတွေကိုစေတနာနဲ့တင်ပေးတာဖြစ်တဲ့အတွက်မို့လို့လိုက်ပြီးတော့ချုပ်ကြည့်ပါတကယ်မို့နားမလဲတာမျိုးရှိရင်လည်းမထက်ကိုမစင်ညာမှလာမေးလို့ရပါတယ်ပြီးသွားရင်ချုပ်ချင်တဲ့ပုံစံလေးတွေရှိရင်လည်းချုပ်ချင်တဲ့စတိုင်လေးတွေရှိရင်လည်းမထက်ကိုမှန်းခဲ့လို့ရတယ်မထက်အားတဲ့ချိန်မှာဗီဒီယိုဖိုင်လေးတင်ပေးပါမယ်နော်အတင်မလုပ်ချင်လို့ဗီဒီယိုဖိုင်ရှိလုပ်လိုက်တဲ့အတွက်တောင်းပါပါတယ်ဒီမှာနော်ဒါမှမထက်ဆိုင်တော့မဟုတ်ဘူးပေါ့ကွယ်ဆိုင်အင်းလေးဆိုတာโอเคပါအားလုံးပဲမင်္ဂလာပါတကယ်မို့ကိုကထိုင်းနိုင်ငံမှာလည်းနေတယ်အသက်မွေးကြောင်းပြီးပါပြီပေါ့နော်ဒါလေးကမထက်ကအရှိရအိတ်ကက်ကလေးလည်းထည့်ချင်လို့ထည့်လိုက်တယ်ပေါ့နော်အောက်ကခါးစီလေးကတော့အမှန်ဆိုရင်ကလန်သားတုံးအောင်မှာဒါပေမဲ့ပိတ်စာမရှိတော့လို့မထက်အစင်းသားပဲတုံးလိုက်တယ်တင်တဲ့အသေးစိတ်စုံစမ်းခြင်းရင်လည်းမထက်ဒီမှာစုံစမ်းလို့ရပါတယ်မထက်ကဘာသာစုံသင်ပေးတာဖြစ်တဲ့အတွက်မိမိတို့ကြိုက်တာအကုန်မေးလို့ရပါတယ်